အားလုံးပဲမင်္ဂလာပါလမ်းခွတ်တိုရဲ့ YouTube Channel မှာကြိုဆိုလိုက်ပါတယ်ခွတ်တိုတွေကို invest လုပ်မယ်ဆိုရင်တစ်ခုချင်းရင်းနှီးမြှုပ်နှံတာထက်စက်တာတွေလိုက်ခွဲပြီးတော့ရင်းနှီးမြှုပ်နှံတာပိုကောင်းပါတယ်ဒီနေ့မှာတော့ခွတ်တိုစက်တာတွေကိုလူများနားလည်အောင်လွယ်နဲ့အရိုးရှင်းဆုံးဖြစ်အောင်လို့ရှင်းပြပေးတော့ပါမယ်ထမအောင်ဆုံးအနေနဲ့ DeFi ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ် DeFi ဆိုတာကတော့ Decentralized Finance ရဲ့အတူကောက်ပဲဖြစ်တယ်Decentralized Finance ကဘယ်လိုလုပ်ဆောင်ပေးလဲဆိုရင်ဘဏ်တွေလို့လုပ်ဆောင်ပေးပါတယ်ဘဏ်တွေမှာအကျွေးယူတဲ့ကိစ္စတွေပတ်စံ saving လုပ်တာတွေပတ်စံအယောင်းဝယ်ပြုလုပ်တာတွေကိုဘဏ်မလိုဘဲနဲ့ Decentralized Finance Platform တွေမှာအကုန်ပြုလုပ်ရပါတယ်ဥပမာအားဖြင့် Uniswap တို့လို့ AB တို့လို့ coin တွေက Decentralized Finance Project တွေပဲဖြစ်ပါတယ်AI နေထုံးကားလာတဲ့အမျှ centralization AI နေဖြစ်တဲ့ ChatGPT တို့လို Gemini တို့လိုမျိုးပဲ decentralization AI တွေကလည်းထုံးကားလာပါတယ် decentralization AI နေနဲ့ centralization AI နေနဲ့ဘာကွာလဲဆိုရင် centralization AI ဟာကုမ္ပဏီတစ်ခုကထိန်းချုပ်ထားတဲ့ ChatGPT ဆိုရင်ဥပမာရထိန်းချုပ်ထားတယ်ဒါပေမဲ့ decentralization AI ကြတော့ကိုယ်ဘယ်မှာမထိန်းချုပ်ထားဘူး blockchain ပေါ်မှာရှိတဲ့အတွက်သူဟာသူ automate run နေတယ်အဲ့တော့ data တွေကိုကန့်သက်ထားတာမရှိဘဲနဲ့ decentralized ဘက်မှာရှိမှ data မှန်လားသူကနေယူလို့ရတယ် AI သာဆက်လက်ဖွံ့ဖြိုးနေမယ်ဆိုရင် decentralization AI နဲ့ကလည်းရင်းနှီးမြှုပ်နှံလို့ကောင်းမယ် narrative တစ်ခုပဲဖြစ်ပါတယ်